ဆိုတော့ဒီစနစ်ရဲ့အဓိကအတချက်ကတော့ဖုန်းခိုးမှုတွေကိုအထည်အောင်ဆုံးတားဆီးနိုင်ပါလိမ့်မယ်တရားမဝင်မှောက်ဖို့သွင်းတဲ့ဖုန်းတွေကိုလည်းကျွန်တော်တို့ထိထိရောက်ထိန်းချုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဖုန်းတွေကို SIM card တစ်ခုထည့်လိုက်တာနဲ့ network ကခင်ဗျားဖုန်းရဲ့ IMEI ကဏ္ဍတွေကို CEIR database ထဲမှာတွားပြီးတော့စစ်ပါတယ်အဲ့ဒီမှာစာရင်း3မျိုးရှိတယ် white list ကကျွန်တော်တို့ခွင့်ပြုထားတဲ့ဖုန်း grey list ကတော့ကျွန်တော်စစ်ဆေးဆဲဖုန်းပေါ့နော်ကျွန်တော်နောက်ဆုံးစင်းတစ်ခုဖြစ်တဲ့နောက်ဆုံး black list ကတော့ကျွန်တော်တို့လုံးဝခွင့်မပြုထားတဲ့ဟာဒါမှမဟုတ်လို့ရှိရင်တရားမဝင်တဲ့ဖုန်း black list ထဲမှာရောက်နေရင် system ကအဲ့ဒီ IMEI တွေကိုလုံးဝပြင်မသုံးမဲနဲ့ချက်ချင်းဖြုတ်ချလိုက်ပါတယ်ဒါပေမဲ့ဤပညာပိုင်းဆိုင်ရာပညာရှင်တွေကနေပြီးတော့မှထောက်ပြထားတဲ့စိုးရင်စရာအချက်3ချက်ရှိနေတာပါဒီလို hidden test တွေသိချင်နေဆိုရင်တော့ကျွန်တော် channel လေးကိုလည်း follow လုပ်ခဲ့ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်